မင်းကလေးနဲ့အဲ့လိုမျိုးကြီးဖြစ်တာပေါ့နော်ဖင်နေပုတ်တာတော့ဘူးနော် sexual လာတဲ့အတွက်မျိုးတုံးတွေဖြစ်မှာလို့ပြောကြတယ် like မိုင်းဆိုင်ကအများထုတ်ခံရတဲ့လူတွေအများရှိတယ်ကိုယ်များအထင်သေးမလားဘဝရဲ့ sexuality ကိုပထမဦးဆုံး realize ဖြစ်တဲ့အချိန်ကတော့ wine teenage area ပေါ့နော်16 19လောက်မှာ wine ကဒီ sexuality ဆိုတာကိုသိချာသိခဲ့တယ်ဒါပေမဲ့ငယ်ငယ်တုန်းကလည်းမသိတာဆိုတော့ငယ်ငယ်တုန်းကနည်းနည်းပပတော့အမျိုးဒီ sexuality နဲ့ပတ်သက်တာမျိုးတတိထားမိတာမျိုးရှိပေမဲ့ဒီဘယ်လိုပြောရမလဲ knowledge သိချာမရှိတဲ့အချိန်ကိုဘာမှသိချာမသိတာမျိုးတော့ရှိတယ်သိချာ realize ဖြစ်ခဲ့တာကတော့ wine ဒီ teenage area 16 19လောက်မှာသိချာသိခဲ့ရပါတော့ဆိုတော့ဟုတ်16 19လောက်ပေါ့ When did I first realize my sexual orientation? Well, it was actually quite early on. Like, I always had some quirks as a kid. I didn't really resonate with the other guys, I guess. Like, I was just, you know, on my own, doing my own thing. But it wasn't until 6th grade when I finally, like, went, okay, this is who I am. Like, pretty early on, people were catching on. And you know, like, I feel like even my friends told me that their parents or their moms, like, knew it before I even did. So, yeah, that's that. ကိုပေါ့နော် sexual orientation ကိုပဲချိန်မှာစပြီးတော့သိခဲ့တာလဲဆိုတော့အဓိကတော့ငယ်ငယ်ကလေးရပဲသိခဲ့ပါတယ်ကိုဘယ်ဘက်ကိုလိမ့်စိတ်တိမ်ညွတ်နေတယ်လဲဆိုတာကိုငယ်ငယ်လေးကလေးကကိုက main ကလေးတွေလိုပဲနေခြင်းနဲ့main ကလေးကဲ့သို့ပဲပြုမှုခြင်းနဲ့ main ကလေးတိုင်းလေးပဲလှခြင်းနဲ့ပေါ့နော်အဓိကကိုပေါင်းသင်းတာတွေကလည်း main ကလေးတွေနဲ့ပေါင်းတယ်ဒါပေမဲ့လုံးအဲ့ထက်မှာဆိုရင် main ကလေးတွေနဲ့ပေါင်းလို့ဒီလိုမိန်းမစိတ်ပေါက်တယ်ဆိုတာတော့မဟုတ်ဘူးလုံးတွေ့ရှိချက်ရတော့ပေါ့နော်ကိုတွေ့ရှိချက်ရတော့လုံးနေနဲ့ကြတော့ကိုကငယ်ငယ်လေးကလေးကကိုနဲ့ဒီလိန်တူတွေကိုပို့ပြီးတော့ချစ်ခင်စုံမက်တယ်ပေါ့နော်ကောင်လေးတွေကိုကြည်မိတယ်ကောင်လေးတွေကိုပဲမျက်နှိုးတယ်ပေါ့နော် main ကလေးတွေကြတော့ကိုယ်စိတ်ထဲမှာအချင်းချင်းလိုပဲသဘောထားမိသွားတာပေါ့နော်အဲ့ကြတော့ကိုယ့်ရဲ့ sex orientation ဒီကိုဒီလိန်တူကိုပို့ပြီးတော့ချစ်ခင်စုံမက်တယ်ဆိုတာသိရှိသွားတာကတော့ငယ်ငယ်ကလေးကသိပါတယ်3တန်း4တန်းလောက်ကလေးကပို့ပြီးတော့သိသွားတာပေါ့ငယ်တုန်းကတော့တိတ်ပြီးတော့သူငယ်တန်းနေတန်းနေ2တန်းနေတော့တိတ်ပြီးသိဘူးဒါပေမဲ့ဒီ4တန်းလောက်ကျတော့ပို့ပြီးတော့သိသွားတယ်ဘာလို့ဆိုကိုရီးစားစကားပြောတာတွေပါတယ်ဆိုရင်ကိုကဒီ main ကလေးတွေပြောတာတဲ့ main ကလေးတွေနဲ့စတာတဲ့ပေါ့နော်တငယ်ချင်းတွေစကြတယ်ကိုကကျောင်းမှာစတော်တဲ့အတွက်ကြောင့်မို့ဒီ main ကလေးစတော်တဲ့တငယ်ချင်းတွေနဲ့စတဲ့ခါမျိုးတွေကြရင်လုံးဝတိတ်ပြီးရင်းမခုံဒါပေမဲ့အဲ့နောက်တန်းအကောင်တွေပေါ့နော်နောက်တန်းအဆိုးဘရိုတွေထဲမှာကြိုက်တဲ့ကောင်တွေရှိရပေါ့နော်အဲ့လိုကောင်မျိုးတွေကြာရင်နည်းနည်းရင်းခုံလာတယ်ဆိုတော့ကိုယ့်ရဲ့ sex orientation ဒီလိန်တူဘက်ကိုပဲသွားတယ်ဆိုတာ4တန်းလောက်မှသိရှိခဲ့ရတဲ့ရှင့် When did I first realize my sexual orientation? I don't think there was like this dramatic moment or like this dramatic time when I really realized like my sexual orientation. It was just these accumulation of small moments where like just everything like made sense over time. It's just when I was younger, like maybe like even during 3rd grade, really young, but I still felt like different in a lot of ways. While like people in my class were talking about girls, like I paid no attention to that at all. And the people that I admired and like cared for, like they weren't the same as the people that other people's where I'm admiring about. So that was different. Maybe I was confused, but there was internet. So I went around like searching for answers. I went around like looking at YouTube videos or like movies about like LGBTQ and stuff like that. So from that, I had this like clarity and I realized who I am. မြေကအစောကြီးလို့ပြောလို့ရတယ်မြေငယ်ငယ်တည်းอ่ะဗောမြေဘယ်လောက်လဲဆိုတော့grade 1 grade 2အဲ့လောက်တည်းอ่ะပြောမှဆိုရင်တော့မြေကအမိုက်နဲ့နေရပါเนาะအမိုက်နဲ့နေရဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့ main ကလေးအသုံးဆောင်တွေကြိုက်တယ် main ကလေးလိုပြမဝစ်ပင်မဲ့main ကလေး accessory ရေဆိုလို့ရှိရင်သဘောကျတယ်ခေါင်းဝင်လေးတွေဘာပဲဖြစ်အဲ့လိုနူးညံ့တဲ့အရာလေးတွေဆိုသဘောကျတယ်အဲ့အစားပြီးတော့something ပေါ့ကိုကတော့ပုံမှန်မဟုတ်ဘူးဆိုတာသတိထားမိလာတယ်16 ဆက်ခွန်လောက်ပေါ့
အဲ့ဒီအချိန်မှာ तू ကစပြီးတော့ဆက်ကြောတဲ့ရွယ်မှာပေါ့ तू ကစပြီးတော့နွဲ့နွဲ့နောင်နောင်လေးဖြစ်လာတယ်လက်တန်းလေးတွေကကော့လာတယ်လက်တန်းလေးတွေကိုကြည့်ရတာပေါ့နော်အဲ့ဆက်ကြောတဲ့ရွယ်မှာစသိလာတာပေါ့ What kind of support systems did I have during those times? It wasn't like an organization or like a big like thing or anything. Just to be clear, like everything that I'm saying here, it's like not big moments, like it's just like quiet, small moments that just happens. For the support systems, I would say like my biggest like support will be my friends. They really didn't say anything about it. Like I didn't have to have a big come out moment or anything like that. We share many memories together and like we hang out a lot of times. So from that, I think they kind of knew who I was. And sometimes like support, it really doesn't have to like dramatic or like it doesn't really have to be like all banners and signs about LGBTQ. It's just simply like someone noticing you, someone simply saying that you're enough. And yeah, something that I'd like to add is that with people, there's tons of like LGBTQ people in Myanmar and also around the world. So it's helpful to feel that you aren't alone in this situation and what you're feeling. And even though social media can be like both bad and good, sometimes like this can be a good thing, knowing that this is not something to be ashamed of. This is something like to be understood. It is something to be explored and embraced. supporting ပေးရတူဆိုလို့ရှိရင်တော့အဓိကတော့အမေပေါ့နော်အမေတို့ family တို့ and close friend တွေကတော့ supporting အများကြီးပေးရအရင်တော့ကတော့ wine came out ကတည်းကလုတ်ခဲ့တာကတော့တငယ်ချင်းတွေရှိပဲ came out လုပ်ခဲ့တာဆိုတော့ဆက်လာချင်းတော့ကတော့ close friend တွေတငယ်ချင်းတွေကအဓိက supporting ပေးခဲ့ရပါတော့နော်ဟုတ် Who did you first tell them why? It's like a thing for me where I don't really need to tell people anymore, you know? Like, and I didn't feel the need to tell them back then. They just, like, it's either from word of mouth that they find out that I'm gay, or like, they just directly ask me, like, hey, I have a question, like, what's your sexual orientation? And I would not have, you know, any problem with giving the answer. In terms of family, I really haven't told anyone. So I'm hoping you distort, you know, the F out of my voice. So who did I tell first and why? Again, like I didn't really have to tell anyone, even the parents of my friends, they knew way before I did from the way I acted and stuff like that. So they probably like got hints about it. Yeah, with my friends as well, like they already knew like before I even told them. Like sometimes like with people, especially in university, they would ask me if I was like gay and stuff like that, but it's just really casual and all. And even if I had to clarify stuff and I would be like, you know, I'm gay, right? Stuff like that. Because people notice things about your personality and the way you act. And even though like there's not, I don't want to say like it's bad to be stereotypical, but people are perceptive and they do notice small details and they will like catch on. "အကုန်ရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့စီးပွားရေးကဏ္ဍအရာရောလူမှုရေးကဏ္ဍအရာရော LGBT awareness တွေအနေနဲ့စီစဉ်နေတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့တချို့ကကြာအခုပြောရကြတော့LGBT တွေများလာတဲ့အတွက်လူမျိုးတုံးတွေဖြစ်မယ်လို့ပြောကြတယ်ဒါပေမဲ့တကယ်တော့မိဘမဲ့ကလေးတွေကိုအများကြီးမွေးစားနေရလဲ LGBT စုံတွဲတွေဖြစ်တယ်ပြီးတော့ e-money လို့ခေါ်တယ်ပေါ့နော်ဝင်ငွေအရာစီးပွားရေးလမ်းကြောင်းများဆိုလို့ရှိရင်လည်းဒီ LGBT သုံးဖြုတ်နေတဲ့ e-money လို့ခေါ်တဲ့ cosmetic နဲ့ဒီအလှပါရေးဆိုင်ရာတွေကလည်းဒီကဘာပေါ်မှာပေါ့နော်ကဘာနဲ့ချီပြီးပြောလို့ရတယ်ဒီ e-money ဝင်ငွေစီးဆင်းမှုက LGBT တွေအတိုင်းဝိုင်းအမှုပညာအတိုင်းဝိုင်းသုံးဆမှု e-money ကလည်းအရင်အရေးပါဖြစ်တဲ့အတွက် LGBT private တွေကအများကြီးရေးပါတယ်ပေါ့နော်ဒီမိကုန်းကနည်းနည်း serious ဖြစ်တော့ပြောချင်တယ်တချို့အမျိုးပြောရပါတော့ဟို LGBTQ ဆိုရင်
ဘာလို့ချစ်ပေးရမှာလဲဘာလို့လက်ခံပေးရမှာလဲဆိုပြီးအများကြီးမေးရတယ်ရှိတယ်ချစ်ပေးစရာလည်းမလိုလက်ခံပေးစရာလည်းမလိုဒါပေမဲ့သူများရဲ့ဖြစ်တည်မှုဆိုရင်တော့လေးစားပေးစေချင်တဲ့ဟာလေးတစ်ခုတော့ရှိတယ်ဘာဖြစ်လို့ဒီလိုမျိုးပြောတယ်private နေတယ်ရှိတာပေါ့နော်ဘာလို့တချို့ကမေးရဘာလို့ private ဆိုတာလိုအပ်တာလဲအပိုတွေပါဘာလို့ဒီလိုမျိုးတွေပြောနေရတယ်ဒီလိုတွေလိုက်ပြီးတော့ awareness ဖြစ်အောင်လိုက်လုပ်နေရတယ်နင်တို့အပိုတွေပါဆိုရင်အပိုတွေမဟုတ်ပေါ့နော်ဒီအခုဆိုလို့ရှိရင်ဒီ LGBTQ နဲ့ပတ်သက်ပြီးတော့ suicidal rate တွေဆိုရင်လည်းအများကြီးပဲ30ကနေ40ရာခိုင်နှုန်းလောက်ထိဒီ LGBT ကနေဖြစ်suicidal ဖြစ်တဲ့လူတွေရှိခဲ့တယ်ပေါ့နော်ပြောရလို့ရှိရင်ဒီ LGBTQ ထဲမှာပဲ sexual harassment လုပ်ခံရတဲ့လူတွေverbally ပေါ့နော် verbally နဲ့လည်း sexual လိပ်မိုင်းဆိုင်ရာအများထုတ်ခံရတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့လိုလူတွေအတွက်ကိုတွေကဘယ်လိုပြောရမလဲအများကြီးတောင်မလုပ်ပေးနိုင်အများကြီးတောင်မလုပ်ပေးဖို့လိုအပ်တယ်ကွာဆိုတော့သူတို့ဒီလိုမျိုးခံစားခဲ့ရတယ်သူတို့ဒီလိုမျိုးရဲ့ခြုံတွေးခဲ့ရတဲ့အပေါ်မှာကိုယ်အနေနဲ့ awareness တွေလုပ်ပေးရမယ်ကိုယ်အနေနဲ့ကဒီလိုမျိုး permanent နေပြီဆိုတာလေဖြစ်တင်တယ်လीเนาะဆိုတော့အဲ့အတွက်ကြောင့် permanent နေဒီ LGBT awareness တွေဆိုတာအရင်အရေးကြီးတယ်ဒီလိုမျိုးခံခဲ့ရတဲ့လူတွေအတွက်လည်းကိုမခံခဲ့ရတိုင်းသူများခံရတဲ့ဟာကိုနည်းနည်းကိုချင်းတော့စာပေးတင်တယ်ဒီ right ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီမျိုးsexual harassment လုပ်ခံရတဲ့လူတွေကိုယ့်ရဲ့ကိုကထားပါတော့ gay ဖြစ်လို့ဆိုပြီးတော့ bully ခံရလို့ကိုအဆုံးစီရင်သွားတဲ့လူတွေဆိုတာလည်းအများကြီးရှိတယ်အဲ့အတွက်ကြောင့်ဒီလိုလူတွေအတွက်ကိုတွေကအများကြီးကိုချင်းစာပေးရမယ် awareness တွေလုပ်ပေးတင်တယ်ပေါ့နော် speak up တွေလည်းပို့ပြီးတော့လုပ်ပေးတင်တယ်အတွက်ကြောင့် private နေ LGBT awareness တွေဆိုတော့အရင်ရေးကြည့်ရတော့ wine နေရတော့ထိတယ်ပေါ့နော်ဟုတ်ပထမတော့အန်တီကလည်းလူကြီးဆိုတော့နော်စိတ်ညစ်တာပေါ့နော်ရှက်တလူဘာလူပေါ့နော်ဘယ်လိုမျိုးဟိုခစ်တာအတွေးတွေနဲ့ပေါ့နော်နောက်ကြသူနဲ့စကားပြောကြည့်တာပေါ့နော်တာမမေတို့တွေဘယ်လိုရှင်ဆိုင်ကြမလဲဆိုသူကလည်းနားလဲအောင်လက်ခံအောင်မမေတို့ခစ်ကနဲ့မတူတော့ဘူးပေါ့နော်သူကတိတိကျကျနားလဲအောင်ပြောပြတော့အန်တီလည်းအဲ့ဒါကိုပဲလက်ခံပြီးတော့အခုဆိုရင်တာမီနဲ့ကပြောရှင်းပဲနေရာတိုင်းမှာတော့ဂုံနေပါရေးယူတယ်ဘာလို့ဆိုတော့သူကရှာပေးတယ်အလုပ်တွေလည်းအများကြီးလုပ်တယ်အငယ်နဲ့တော့မတူဘူး။ तू ကတော်လဲထက်မြက်တယ်။နောက် तू ကနေတာထိုင်တာလည်းအဲ့လိုမျိုးအနုညက်ကအပေးလေးတော့လှုပ်ထားတာပေါ့နော်။စီးလေးရှိတယ်။အခုကျတော့မသိဘူးအန်ကတော့အရန်ပျော်လာတယ်။ကိုလည်းချိန်နဲ့လာတယ်။ခုံလဲယူလာတာပေါ့နော်အဲ့လိုဖြစ်။ When my daughter was in college, I frequently bemoaned the fact that she wasn't gay because the heterosexual males that she kept developing relationships were such jerks and dogs. I would have no problem with that. I have members of my family who are gay. I worked for many, many years with a large number of homosexuals. It's not something that bothers me. My biggest concern for my daughter would be what challenges will she face. She certainly would face less challenges now than my other family members who were gay at a different time period. And of course that's in the United States. So things are better there now. They're not perfect by any means. But there is more acceptance on a societal level in the West than perhaps there is in other areas of the world. ဆက်ဆံချင်းတော့ခုနပြောတယ်လို့ပေါ့အခက်အခဲရှိတယ်ဆွေမျိုးတွေကများသူ့ကိုနှိမ်မလားပတ်ဝန်းကျင်နေအန်ဒီကနောက်ပြီးတော့ကျောင်းကလည်းနည်းနည်းသူတို့ငငယ်တော့တက်တဲ့ကျောင်းကနည်းနည်းကြီးတယ်လေတကုံတက်လို့ကျောင်းကကို့အများအထင်သေးမလားအဲ့လိုမျိုးကြီးဖြစ်တာပေါ့နော်နောက်ပိုင်းကျတော့ तू ကတေချာလဲရှင်းပြတဲ့အတွက်အဒီကသဘောပေါက်ပြီးတော့အခုလည်းတော်တော်များများအန်ဒီတို့ကြည့်လိုက်တဲ့နေရာတိုင်းပေါ့နော်ဘန်ကောက်ရောက်လဲလင်ခွင့်ဆင်းလိုက်တာအစကောက်လေးတွေကိုကကြည့်လိုက်ပြီးကြည့်လိုက်တာပေါ့အန်ဒီတို့ခစ်တော့ easily ပေါ့ကြည့်လိုက်မဲ့ချိန်တိုင်းဆိုအကောင်လည်းနှောင်းနေနဲ့ခေးတာတွေကများလာတာပေါ့နော်တော်တော်များများလေးတွေလည်းတွေ့လာကြတယ်ချစ်စရာလည်းကောင်းကြတယ်အခက်မတွေ့တော့အဲ့တော့အန်ဒီကလည်းသားမီးနဲ့အဖော်ရသွားတာပေါ့နော်အတူတူလေးတွေကျူလို့ရတာပေါ့အစိမ့်ပြေသွားတယ် You have an environment in which homosexuality is not illegal in and of itself, but homosexual acts are. That creates an automatic tension between
being yourself and not being able to be yourself. It also opens the door to potential negativity from a society that views something as a crime. If they suspect someone may be guilty of a crime, they may respond to them as if they truly are. That may not be a legal response, but it certainly can be a social response. So it's an unfortunate and a difficult situation to be in. ဒီကျောင်းနဲ့ကျောင်းဘဝနဲ့အလုပ်ဘဝထဲမှာဆိုရင်ဘယ်လိုကြုံတွေ့ရတာလဲဆိုတော့ကျောင်းသားဘဝတော့ကကြတော့ခဏပြောပြီးလေလုံးလုံးက80 born ဆိုတဲ့အတွက်ကြောင့်မို့လုံးလုံးတို့ခေတ်က A ကောင်တွေတို့လေးလုံးကောင်တွေတို့เนาะဒီ AIDS တွေအရန်ကိုပြန့်နှံ့ပြီးတော့တဖုံဖုံနဲ့သိနေကြတဲ့ခေတ်ကိုအဲ့ချိန်ကလေနာမည်ဆိုးတွေနဲ့နှွဲလိုက်တာနဲ့ဟာမင်းက AIDS ကောင်မင်းကအေးဖြစ်မဲ့ကောင်မင်းကဘလို့ဖြစ်တယ်အဲ့လိုမျိုးတွေပြောနေတဲ့ခေတ်ဆိုတော့အဲ့ဒါတွေအဲ့ဇကားတွေထဲမှာလည်းဒီ AIDS ဆိုရင်ကြောက်စရာကောင်းတယ်ဆိုတော့တရုတ်ပြမှုတွေကိုပါထားတဲ့အတွက်ကြောင့်မို့လုံးလုံးတို့ကြောက်မှာဆိုရင်ဘယ်လောက်ပဲစတော့ဒါတော့မှလုံးလုံးကစတော့တယ်အရင်ကြီးသူများစာမတော်တဲ့ဟာလေးတွေပတ်စံမရှိတဲ့ဟာလေးလုံးလုံးလည်းပတ်စံမရှိပါဘူးဒါပေမဲ့လုံးလုံးတို့ကတရဲတည်တက်လေးနဲ့မိဘက family ကပေါ့နော် view site တဲ့မိသားစုနဲ့တွေ့ရတဲ့ကြောင့်မို့ကြောက်မှာတော့အရင်ကြီးအနေခံရတဲ့အထဲမှာတော့မပါဘူးဘာကြောင့်အနေခံရတာလဲဆိုတော့လုံးလုံးကတစ်ချက်စတော်နေလို့စတော်တဲ့အတွက်ကြောင့်မို့နှိမ်ခံခြင်းနဲ့ယောက်ျားလေးတွေကလုံးလုံးချီကနေစာကူးနေရတယ်ပြီးရင်လုံးလုံးကတင်ပေးနေရတယ်လုံးလုံးကသူတို့ကိုသွားပြီးတော့စာတင်ပေးရတယ်သူတို့ကလာပြီးတော့ချွဲကြတယ်ဟာလုံးလုံးစာလေးကူးပေးပါအောင်ဆိုကိုကလည်းကိုကြိုက်တဲ့ဟာလေးတွေဆိုရင်တော့ကူးပေးတာပေါ့နော်ကိုမကြိုက်တဲ့လူဆိုရင်တော့ကူးမပေးပါဘူးငေါ့ဆရာမနဲ့တိုင်ပြောမှာပေါ့အဲ့လိုတွေပြောတာပေါ့နော်အဲ့ကြကျောင်းမှာဘယ်ချိန်တော့ကြောက်ရလဲဆိုတော့လူဆိုးတော်တော်ကိုစိုးတဲ့လူတွေနဲ့တွေ့ခဲ့ဘူးလေဖင်နေပုတ်တာတို့နော် sexual ဟိုပေါ့ harassment ပေါ့နော် harassment လောက်ခံရတယ်အဓိကဒီassembly စီတဲ့အချိန်မျိုးတွေမှာဆိုရင်လုံးလုံးကိုဖင်ပုတ်တာတို့ခေါင်းပုတ်တာတို့အဲ့လိုမျိုးတွေလောက်တာပေါ့နော်အဲ့လိုဟာမျိုးတွေကတော့စာလဲစိတ်ဝင်စားတဲ့ကောင်တွေအဲ့လိုလူမျိုးတွေရဲ့နိုင်ကျင့်မှုကိုပဲခံခဲ့ရတာပါအချောက်နဲ့အဲ့လိုခေါ်တာပေါ့နော်ကိုကလည်းအချောက်လို့ခေါ်ရင်တပြက်စီးနဲ့လိုက်ရိုက်တယ်မလားပေရန်နေနဲ့ပေါက်ခောက်အဲ့လိုမျိုးဘဝတွေကိုကြုံခဲ့ရတယ်ကျောင်းထဲမှာတော့ပေါ့နော်အဓိကဆီယာမတွေရဲ့နှိမ်တာတော့မခံခဲ့ရဘူးအဓိကချက်ကခဏပြောသလိုပေါ့နော်စာတော်တွေလို့တိတ်ပြီးတော့လုံးလုံးကအနှိမ်ခံခဲ့ရတာတကယ်တမ်းစာမတော်တဲ့ကလေးတွေဆိုရင်နေရလဲယောက်ျားလို့နေစမ်းပါလို့ပြောတာဒီဘဝမှာအနာဆုံးပဲခုလိုမျိုးပြန်တွဲရရင်ကိုကဒီစိတ်ကိုပေါက်နေတဲ့အတွက်ကြောင့်မို့ယောက်ျားလို့နေစမ်းပါလို့ပြောရင်ကိုဘယ်လိုနေရမှာတော့နော်အဲ့လိုမျိုးရှိတယ်အဲ့အတွက်ကြောင့်မို့ကျောင်းသားဘဝမှာတော့လုံးလုံးအနေနဲ့အဲ့လိုမျိုးတိတ်မရှိခဲ့ဘူးတက္ကသိုလ်တက်တော့လဲ university တွေတက်တော့လဲလုံးလုံးအနေနဲ့တိတ်တော့မရှိခဲ့ဘူးဒါပေမဲ့ engineer ကျောင်းတက်တဲ့ချိန်မှာတော့ရှိခဲ့တယ်လုံးလုံးအရန်ပုံရတယ်ဆိုတာယောက်ျားလေးပုံစံနေရတာပေါ့နော်ယောက်ျားလေးပုံစံနေရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီလို make လေးပုံစံနေရင်အဲ့မှာလုံးလုံးတငယ်ချင်းတယောက်ကအပွင့် तू က make လေးလို့နေတာပေါ့နော်make လေးလို့နေတော့လုံးလုံးနဲ့သူနဲ့ကိုကြိုက်နေရလို့ထင်တာတကယ်တမ်းကျတော့လုံးလုံးကကြိုက်တာမဟုတ်ကိုနဲ့ဘဝတူမလို့ပေါင်းပြစ်တာဒါပေမဲ့သူတို့ရှေ့မှာတော့ဟာဟုတ်တယ်အဲ့ကောင်ငါကြိုက်နေတာဘာညာဆိုပြီးတော့ရှောက်ပြောရတာပေါ့နော်ဘာလို့လဲဆိုကိုအဲ့လိုအချောက်လို့ထင်သွားမှကိုကြောက်တာ तू ကကြចောင်းလာလိုက်မလာလိုက်ဆိုတော့ကိုကကြတော့ယောက်ျားတွေကြားထဲမှာနေရတာဖြစ်တဲ့ကြောင့်မို့ကိုစခံရမှာကြောက်တဲ့ကြောင့်မို့ကိုကဒီဟိုဟာပေါ့နော်ကိုပုံလိုက်တာပေါ့ပုံရတဲ့ဘဝကြီးမှာနေရတာပေါ့ခုခေတ်ဆိုရင်တော့ဒီကလေးတွေက main ကလေးပုံစံလေးတွေလည်းတက်ခွင့်ရတယ်ဆိုတော့အများကြီးကံကောင်းလာကြတယ်ခုခေတ် LGBT တွေကနောက်တစ်ချက်ဒါကတော့ចောင်းတက်တုံးကဘဝမှာပေါ့နော်နောက်တစ်ခုကကြတော့အလုံးလုံးတဲ့အချိန်မှာကြတော့လုံးလုံးကဒီနှစ်ဖြတ်ရှိတယ်ပေါ့နော်နှစ်ဖြတ်ရှိတယ်လုံးလုံးကအပြင်အလုပ်ကိုလည်းလုပ်ခဲ့ဘူးတယ်ကုမ္ပဏီတစ်ခုမှလည်းလုပ်ခဲ့ဘူးတယ်ပြီးရင်ចောင်းဆရာလည်းလုပ်ခဲ့ဘူးတယ်ပြီးရင် make up လည်းလုပ်ခဲ့ဘူးတယ်အဲ့ကြလုံးလုံးရဲ့တက်တန်းဖြတ်ရတဲ့ဘဝ3ခုဖြစ်နေတယ်အဲ့ဒါပါလဲဆိုတော့တစ်ခုကကြတော့အပြင်အလုပ်လုပ်တာပေါ့အပြင်ကုမ္ပဏီမှာလုပ်တဲ့အလုပ်ကိုအရင်စပြောရရင်အပြင်ကုမ္ပဏီမှာတော့လည်းအဲ့လိုပဲကိုရီးယားမှာနှွဲ့ပါတယ်ဆိုမှလည်းသူတို့ကဘာတွေတည်ခိုင်းတာလဲဆိုတော့ဂျက်ဖာတွေတည်ခိုင်းတာဂျက်ဖာတွေတည်ခိုင်းတဲ့ခါမှာကိုကဒီလိုအလေးပင်ကြီးတွေမမကျင်ဘူးလေကိုကဈေးရောက်ကျင်တာဖြစ်တဲ့ကြောင့်မို့သူတို့ကအနိုင်ကျင့်တယ်အနိုင်ကျင့်ပြီးတော့ဟဲ့အောင်နေမင်းတို့ရော2ဖာတင်3ဖာတင်ဆိုပြီးတော့အဲ့လိုမျိုးတွေကိုကစိုက်ကြီးတဲ့ဆိုင်မှာလောက်တာဟုတ်စိုက်ကြီးတဲ့ဆိုင်မှာလောက်တော့M ကွန်မာဘူးတွေလေဒေါက်တန် M ကွန်မာဘူးတွေကိုတဲ့ခိုင်းတော့မနိုင်တော့ကြတော့ပရိရလောက်ရတာပေါ့သူတို့က2ထပ်3ထပ်ကြီးတွေတဲ့ခိုင်းရင်ကိုကဘုံဆိုပြီးတော့ကိုပြစ်ချပြီးတော့မတဲ့နိုင်ဘူးဆိုရင်ကိုဆဲခံရတယ်မင်းတို့နဲ့လောကွာအစင်မပြေပါဆရာမဟိုကလည်း
boss ကလည်းဘာလို့ခေါ်ထားမှလည်းမသိဘူးဟိုတချို့ကြောင့်လည်းရိုင်းပေါ့အချောက်တွေခေါ်ထားဘာရိုင်းနေပေါ့နော်အဲ့လိုမျိုးတွေဆဲတာတွေဘာတွေပေါ့သူတို့ကပါဇက်ကပေါက်လို့ပဲစားတွေပေါ့လီးပဲကွာဘာညာတွေအဲ့လိုမျိုးတွေပြောတာပေါ့နော်အဲ့ဆိုတော့စိတ်ထဲမှာမလုံးမကြုံခံစားရတယ်ပြီးရင်ဝမ်းနေခဲ့ရတယ်ပြီးရင်အစိုးဆုံး customer တွေကို like ပို့ရတာ customer တွေကို like ပို့တဲ့ခါမှာလုံးလုံးတို့ကချင်းဆွဲတဲ့ဟာလေးတွေဆိုရင်တော့ like ပို့ခြင်းတယ်လေဂျက်ဖာကြီးတွေ like ပို့တဲ့ခါမှာတချို့အရာတွေじゃနှိမ်နာမဟုတ်ဘဲနဲ့ကိုယ့်လက်ကိုကြာသွားတာကိုယ့်လက်ကြာတဲ့ခါမှာ customer ကအကောင်လေးချောချောလေးတို့ဘာလေးတို့ဆိုရင်ပြီးရှက်ပြီးပဲအဲ့ပါကိုဟာဂျက်ဖာကြီးတဲ့ပြောဟာသူ့နောက်ကနေကောက်နဲ့လိုက်ရတာပေါ့နော်ဒါဒီလုံးဒီထွင်ပြောတာမဟုတ်ဘူးတကယ်လက်တွေ့ကြုံတွေ့ခဲ့ရတဲ့ဟာတွေပေါ့နော်အဲ့တော့လုံးကတာမန်မိသားစုဘွားလေးဆိုတော့ဝန်ထမ်းမိသားစုဘွားလေးဆိုတော့အဲ့လိုမျိုးအပြင်မှာလုံးခဲ့ရင်လည်းနောက်ကြတော့ကြောင်းတက်တယ်စာတွေစူးစမ်းတဲ့အတွက်ကြောင့်မို့လုံးကဒီ live ကိုမယူလိုက်တော့ပဲနဲ့အဲ့ဒီမှာတက်ကတူတွေဘာတွေတက်ပြီးတော့ចောင်းဆရာကိုလှုပ်လိုက်ဘဝိုင်းကចောင်းဝင်နေကြွယ်တော့ကိုဂေးလို့လည်းခိမ့်မလုပ်ခဲ့ဘူးကိုဂေးလို့လည်းမသိခဲ့ဘူးဆိုတော့အရင်တော့အခက်ခဲတော့မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ဘဝိုင်းတည်ရခြင်းတချို့ဟာရှိခဲ့တာတော့တတိထားမိတယ်ဘာလို့ဆိုတော့တငယ်ချင်းတချို့မှာသူတို့ကအမျိုးဂေးကိုလုံးဝ openly နေတဲ့တငယ်ချင်းတွေရှိတယ်အဲ့လိုမျိုးတငယ်ချင်းတွေဆိုလို့ရှိရင်ဆရာမအစပူလီတာမျိုးတွေfamily abuse လုပ်တာမျိုးတွေကြုံရတယ်ပေါ့နော်ဟိုရိုင်းဆိုင်စကားသုံးတာတွေပေါ့ like ကျောင်းသားချင်းချင်းတောင်မဟုတ်ဘဲနဲ့ဒီလောကဆရာမတွေကအစသုံးတဲ့ဟာမျိုးတွေတွေ့ရတယ်အဲ့တော့ကိုကတော့တွေးလိုက်တယ်အော်လို့ဟိုဘယ်လိုပြောမလဲဆရာမကိုယ်တိုင်ဟိုကဒီလိုမျိုးပူလီတယ်ဆိုတော့သူတို့ဘောကတနာပါတယ်ပေါ့ဆိုပြီးအဲ့တော့ကိုဂေးမန်းနဲ့မသိခဲ့ဘူးဆိုတော့ကိုယ့်တငယ်ချင်းတွေကိုပဲကြည့်ပြီးတော့ဟိုတွေးခဲ့ရပါတော့အဲ့လိုမျိုးဆိုတော့အဲ့ဒါတွေကတော့အစင်တော်တော်မပြေဘူးဆိုတော့ဆရာမတွေဒီဟိုပါပေါ့နော်ကိုဥဆောင်တဲ့လူတွေအလုံးမှဆိုလဲအလောက်ကဥဆောင်တဲ့ဒီ manager တွေပါဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်တည်မှုတိုင်းကတန်မိုးရှိရတယ် right ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်လက်မခံနိုင်ရင်တော့မပူပြီးလောက်တာတွေကတော့မလုပ်စေချင်ဘူးဆိုတော့အเจ้าမာတို့အလုံးမာတို့အခုကလေကိုပိုင်လောက်တာဆိုတော့အလုပ်တွေပါဒီမှာအခက်အခဲတော့ရှိတာမျိုးမရှိဘူးပေါ့နော်ဆိုတော့เจ้าမာလေးဝိုင်းအခက်အခဲမရှိခဲ့ပေမဲ့ကိုယ့်ရဲ့ဒီဘေးနာလူတွေကအမျိုးခံခဲ့ရတာမျိုးတွေ့ခဲ့ရောအဲ့ဒါတော့တိတ်တော့စိတ်မကောင်းဖြစ်ရတယ်ဆိုတော့အဲ့အတွက်ကြောင့်ဒီဟာမျိုးတွေတော့တတိထားစေချင်တယ်ပေါ့နော်ဟုတ်တလောကလုံးကတော့ LGBT ကိုမြေတို့ပတ်ဝန်းကျင်မှာကတော့ AID ရဲ့ဖြန့်တဲ့သူဒါမှမဟုတ်လို့ရှင်ယောက်ျားတွေကိုလိုက်နိုင်နေသူလိုက်ပြီးတော့အချောင်းလိုက်တယ်ပေါ့ပြောမယ်ဆိုရင်တော့ယောက်ျားတွေကိုလိုက်ပြီးတော့တရုပ်ပြောင်လိုက်လုံနေတဲ့ပုံစံမျိုးတွေပြောကြရပေါ့နော်တကယ်အသက်ကြီးလာတဲ့အပိုင်းမှာကျတော့အထူးသဖြင့်အမှုပညာကဏ္ဍစာပေကဏ္ဍတွေမှာ LGBT ကရှိနေတယ်ပြီးတော့သူတို့ကလည်းအများကြီးလုံနိုင်စွမ်းနေရှိရတဲ့သူတွေဆိုတာလည်းသိခဲ့ရတယ်ပေါ့နော် What were you taught about gender when you were younger? Well, we were all taught that a guy is supposed to be a guy, a girl is supposed to be a girl, and that a guy is supposed to always love girls. Intimately, romantically, in that way, which obviously isn't true. So I guess that's the main thing that brought other issues in this topic along the line. I can only speak to the student community because that's all that I have come in contact with. Student community I have seen to be very open and accepting. While certainly some folks that are gay are choosing and needing to remain in the closet for a variety of reasons, others have been able to be themselves without fear of rejection by the student population. But again, I'm speaking from the perspective of somebody who is not part of that population, and accordingly, I don't know what they have experienced. I only know what I see. On the surface, it looks like there's a great deal of acceptance within the student population. Beyond the student population, I can't say.လုံးကဘာမီကာချာအနေနဲ့ကြတော့လုံးကဗုဒ္ဓဘာသာလူမျိုးတွေများတယ်လေဗုဒ္ဓဘာသာလူမျိုးတွေများတဲ့အတွက်ကြောင့်မို့ဗုဒ္ဓဘာသာလူမျိုးတွေမှာ၅ပါးသီလရှိတယ်ကာမေတုမိစ္ဆာစာရကံဆိုတာရှိတယ်အဲ့ကာမေတုမိစ္ဆာစာရကံမှာဗီဒီယိုတွေရိုက်ပြတာတွေဟိုဟာတွေရိုက်ပြတာတွေကသူတို့ကဒီဂေးဘဝကိုပဲပြလိုက်တာအရင်ဘဝကသူများရဲ့တားပြိုသမီးပြိုတွေကိုဖျက်ဆီးခဲ့ရင်ဒီဘဝမှာအချောက်ဖြစ်တယ်ဆိုတော့ရုပ်ရှင်ကြီးရိုက်ပြထားတဲ့အတွက်ကြောင့်မို့လုံးတို့ကိုညာတော့အဖြစ်ပေါ့နော်ခဏပြောရဲ
ဖះရှင်ကတော့ဒီလိုမျိုးပြောမှာမဟုတ်ဘူးလူသားတိုင်းကိုဖះရှင်ကဖះကဘယ်ဖះပဲဖြစ်ဖြစ်လူသားကလူသားပဲအားလုံးကိုမေတ္တာပေးတယ်ဒါပေမဲ့ခဏပြောရဲinfluencer တွေဒီဘယ်လိုခေါ်မလဲကွယ်ဘာသာရေးခေါင်းဆောင်တွေပေါ့ဘာသာရေးခေါင်းဆောင်တွေဒီဘာသာရေးခေါင်းဆောင်တွေကနေပြီးတော့သူတို့ကဖះရှင်ဟောထားတဲ့ဟာတွေကိုပြန်ပြီးတော့စံစာတွေကိုသူတို့ကအစုတပြုပြန်လုပ်တယ်ပေါ့နော်သူတို့ဒီဟာတွေကိုပြန်ပြီးတော့သူတို့စံစာတွေကိုပြန်လုပ်တယ်ပြန်လုပ်တဲ့အခါမှာသူတို့ပြန်ပြီးတော့စာအုပ်တွေပြန်လုပ်တဲ့အခါတွေမှာကြတော့အဲ့ထဲမှာသူများသားပြိုသမီးပြိုဖြက်စီးရင်ဒီ game ဖြစ်တယ်ဆိုတဲ့ဟာကြီးကအဆိုးဆုံးပဲအဲ့မှာဟိုဟာထဲမှာလည်းဒီဥပဒေထဲမှာလည်း3ခုခေါ်ဆိုတာပါတယ်နော်ရာဇသက်ကြီးပုံမှန်ထဲမှာ3ခုခေါ်ဆိုတာပါတယ်အဲ့3ခုခေါ်ကလည်းဒီတို့ကတဘာဝမဟုတ်တဲ့လိန်ဆက်ဆန်ခြင်းတဘာဝမဟုတ်တဲ့လိန်ဆက်ဆန်ခြင်းဆိုတော့လုံးလုံးတို့တွေကအဲ့ထဲမှာလည်းပါခံရတယ်ပြီးရင်ခဏတော့ဗာမီ culture အနေနဲ့လည်းဒီသူများတားပြသမီးတို့ဖြက်စီးရဲဆိုတော့じゃလုံးလုံးတို့မြင်လိုက်ရင်မရင်းကောင်နေလို့ပဲသူတို့ကထင်ကြတာပေါ့နော်ထင်ကြတဲ့ကြောင့်မလို့အဲ့ခေတ်ကတော့အဲ့လိုမျိုးတွေကြုံတွေ့ခဲ့ရတယ်နောက်ပိုင်းမှာတော့လုံးလုံးတို့ဒီလိုအဖွဲ့အစည်းလေးတွေများလာပြီးတော့ဟိုပါပေါ့နော် awareness တွေလုပ်တဲ့အခါမှာတော့လူတွေကတော့အသိမြင်လာပြီးတော့နောက်ခဏပြောရဲ influencer တွေmobilizer တွေခေါ်မလား influencer တွေခေါ်မလားသူတို့တွေကလည်းကောင်းကောင်းနေပြတယ်ဥပမာပြောရရင် method တို့ဘာလို့ဆိုရင်သူတို့ဒီ transgender တယောက် transex တွေပြောင်းတယ်ပြီးရင်သူတို့တွေကဒီထွက်ပြီးတော့ပြောလို့ရတဲ့ဟာပေါ့နော် interview တွေမှာပြောလို့ရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့သူတို့လေးတွေကိုမြင်တဲ့အတွက်ကြောင့်မို့နောက်ပိုင်းသူတို့တွေရဲ့အနေမှန်မှုတွေပေါ့နော်အနေမှန်မှုတွေနဲ့သူတို့ပြောပုံဆိုပုံလေးတွေနဲ့အတွက်ကြောင့်မို့လူတော်တော်များများလည်း LGBT တွေကအနှိမ်ခံလာရတာဖြစ်တဲ့ကြောင့်မို့ငါတို့ဒီတော်ချောင်းတက်ချောင်းတွေကိုပြတဲ့အတွက်ကြောင့်မို့သူတို့တွေကနောက်ကြတော့လူတွေကနားလည်လာတာပေါ့နော်အဲကြောင့်အဆိုးဆုံးကတော့ခုချိန်ဒီလည်းရှိနေသေးတယ်၆တယ်ဆိုရင်ငရဲသွားတယ် မြန်မာနိုင်ငံထဲမှာနေနေရဖြစ်တဲ့အတွက်မြန်မာယဉ်ကျေးမှုနဲ့မြန်မာယဉ်ကျေးမှုကိုတော့အပြစ်မဆိုးခြင်းပဲမဲ့ပြောမယ်ဆိုရင်တော့ရှင်တွဲနေထိုင်အောင်စူးစမ်းရတာပေါ့မြန်မာနိုင်ငံထဲမှာနေတဲ့ဗုဒ္ဓဘာသာနိုင်ငံမှာနေရဖြစ်တဲ့အတွက်ကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်နဲ့ဒီနိုင်ငံမှာရှိတဲ့ယဉ်ကျေးမှုကိုရှင်တွဲပြီးတော့လူအများလက်ခံလာအောင်ဖော်ပြရမှာဒါ LGBT တိုင်းရဲ့တာဝန်ပဲပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်မြေကတော့ဒီယဉ်ကျေးမှုတွေကိုလက်မခံနိုင်ဘူးဆိုပြီးတော့တွန်းလှန်နေမဲ့အစားကိုယ့်ရဲ့ရှိရဲ့ talent တွေကိုယ့်ရဲ့ရှိရဲ့အရေးချင်းတွေရောကိုယ်မှာရှိတဲ့အရာတွေအားလုံးကိုဒီညီမယဉ်ကျေးမှုတွေကြားထဲမှာလက်ခံလာအောင်ရှင်တွဲနေထိုင်ပြီးတော့ဖော်ပြတဲ့နယ်လို့မြင်ရထင်တယ် What moment made you feel most accepted? Having teachers, like all of the teachers just love me, especially the female teachers, you know, because I feel like as a gay person, as like we seek solace more from our female peers and friends and figures because there's just something warm about them. And, you know, I feel like my teachers not like discriminating me or anything. And as a matter of fact, loving me more for her being unique and whatnot, I guess. And the special bond that like I'm able to make with them, that makes me feel understood and accepted. ဝိုင်းကအမျိုးဝိုင်းကြီးတယ်ဆိုပေမဲ့ဝိုင်းရဲ့ဒီ string ဝိုင်းရှိမှလည်း string friend တွေအများကြီးရှိတယ်အဲ့လိုရှိရင်ဒီ make လေးတကယ်ချင်းနေမှာဆိုလို့ရှိရင်လည်းသူတို့ကောင်းလေးတွေပါပေါ့နော်ကောင်းလေးတွေပါဆိုလို့ရှိရင်ဟို compliment လုပ်တာတခုရှိတယ်အမျိုးဝိုင်းရဲ့ပုံစံကအနေထိုင်တက်တယ်ပေါ့နော် boundary ရှိတယ်ဆိုတာမျိုးဆိုတော့အဲ့ဒါကတော့ဝိုင်းဟို compliment လုပ်ခံရတာမျိုးဖြစ်တယ်ဆိုတော့အဲ့အနေနဲ့မှလည်းတခြားဘာပြောချင်လဲဆိုလို့ရှိရင်ဒီ gay တွေဒီ LGBTQ တွေအနေနဲ့ကကိုယ့်ရဲ့ဒီ sexuality ကိုအများကြီးတန်ဖိုးထားစေချင်တယ်ပေါ့နော်ကိုကဒီလိုမျိုးဖြစ်လို့ဟိုပေါ့တန်တန်နေတယ်သူများလောင်ပြောင်စရာနေရာမျိုးမလုပ်စေချင်ဘူးဝိုင်းဆိုရင်လည်း strength ဆိုလို့ရှိရင်တိလိုက်ပြီဆိုရင်ကအရှောင်းတယ်ဟိုတကယ်ချင်းတယောက်အနေနဲ့ပဲထားတယ်ရှောင်းတယ် boundary ထားတယ်ဟို physical touch ကအစကြောက်တယ်ဆိုတာကိုတွေရဲ့ဒီ LGBT community အစားတွေကပြောခံနေရတဲ့ဟာကွာဆိုတော့ကိုကြောင့်နဲ့လာမဲ့ဒီ generation တွေလည်းပြောမခံစေချင်ဘူးကိုရဲ့လောက်ရဲ့တစ်ခုကြောင့်လေဒီဟာအဆုံးလေးမထင်ခံစေချင်ဘူးပေါ့နော်အဲ့အတွက်ကြောင့်ကဒီအများကြီးတတိထားတယ်ဒီမျိုး straight နေမှန်းသိပြီဆိုရင်လည်းတတိထားတယ်သူတို့ဟို straight မဟုတ်ဘူး gay ဆိုရင်တော့မှသူတို့ဘက်က comfortable ဖြစ်တယ်ဆိုမှစတာမျိုးတွေဒီမျိုးဟိုပခုံးပုံတိုင်းဖိုင်သွားတယ်ပေါ့နော်မဟုတ်ဘူးသူတို့ comfortable မဖြစ်ဘူးဆိုရင်တော့မှအများရှောင်တယ်အဲ့လိုမျိုးဆိုတော့ဘောင်းလေဒီ
အတိတွေအမျိုး straight friend တွေသူတို့အမျိုးကောင်မလေးတွေရဲ့တင်ဟောပေါ့ကောင်လေးတွေဆိုလို့ရှိရင်လေဘောင်းပြောကြအမျိုး boundary ရှိတယ်ပေါ့အနေထိုင်နေတဲ့တက်တယ်ဆိုပြီးတော့ချီးကျူးကြနေတော့ရှိတယ်အဲ့အတွက်ကြောင့်အဲ့ဒါနဲ့ပတ်သက်ပြီးဗာပြောချင်တယ်ဆိုလို့ရှိရင်ဟိုဒီလိုမျိုး gay တွေဒီလိုမျိုးပေါ့နော် LGBTQ ဖြစ်နေတဲ့လူတွေကလည်းကိုအများကြီးတက်မိုးစားစေချင်တယ်ဆိုတာလေးတော့မှတ်ချင်ပါတယ် What is your favorite part about yourself and your identity? My favorite part about myself is how niche and cool I am. No, I'm kidding. It's how, like, everyone just feels comfortable with me. Maybe not the guys much. The guys, they have, like, a lot to learn, you know? But, like, the girls, like, as soon as, like, they find out, like, I'm gay, I get led in on a lot of things, and that's actually like the most like validating and accepting action that they could do, which, you know, honestly heals my inner child and my sense of belonging. ကိုယ့်ရဲ့ appearance ပေါ့နော်ကိုယ့်ရဲ့ပုံစံကိုတော့ကိုယ်ကကြိုက်ပြီးသားပါပြီးလို့ရှိရင်တော့ကိုယ့်ရဲ့ mindset ပေါ့နော်ကိုယ့်ရဲ့ mindset ကတော့ဒီကိုယ့်ရဲ့ဖြစ်တည်မှုပေါ်မှာတခါမှဟိုတိတ်ငယ်ရလည်းမရှိဘူးအားငယ်ရလည်းမရှိဘူးငါဒီလိုမဖြစ်ခဲ့ရင်ကောင်းတာငါနောက်ဘဝကြရင်ဘယ်လိုမျိုးဖြစ်ပါစေနောက်ဘဝကြရင်ငါယောက်ျားလေးစစ်ဖြစ်ပါစေမိန်းမစစ်ဖြစ်ပါစေတခါမှဆူမတောင်းခဲ့ဘူးကိုယုံကြည်လက်ခံခြင်းဆိုရဲအရာအရေးကြီးဆုံးပဲအဲ့အရာကိုစိတ်ထဲမှာရှိရတဲ့အတွက်အဲ့စိတ်ကိုကအရင်ကြိုက်ပါတယ်အန်တီကတော့လေဘယ်လိုဆိုကိုသားသမီးတွေအမြဲတမ်းအန်တီလည်းပြောပါတယ်ကိုသားသမီးတွေနှစ်ယောက်စလုံးတယောက်ကဆိုတယ်တယောက်ကလိမ့်မှာအဲ့သူတို့နှစ်ယောက်ကိုရှေ့မှာအန်တီတို့မှမရက်တည်ပေးရင်သူများပိုနှိမ်တော့မှာပေါ့ပိုနှိမ်တော့မှာအဲ့ဒါမျိုးအန်တီကတော့အန်တီလူမျိုးပဲဖြစ်စေခြင်းနဲ့ကိုသားသမီးတွေကိုဘာပဲဖြစ်လက်ခံမယ်လေကိုတွေမွေးထားတာပဲလေဟုတ်တယ်မလားကိုကဘေးနာကဘယ်လိုလုပ်ပေးရမလဲဆိုတော့ဟိုသူတို့အန်တီဆိုရင်သူနဲ့အမြဲတမ်းသားကြီးဘယ်လိုခေါ်မလဲ sex လားအဲ့လိုကိစ္စအစားသူ့သင်ပေးတယ်ဒါဘယ်လိုမျိုးကာကွယ်ရမယ်နော်ဘယ်လိုနေတက်ရမယ်ဘယ်လိုထိုင်တက်ရမလဲအခုကျအနုသားမီးနှစ်ယောက်မိဘတွေလက်ခံပေးကြည့်ပါပျော်သွားလိမ့်မယ်အဲ့မိဘတွေကိုပြောပြတာပေါ့နော်လက်ခံပေးကြည့်ရင်အဆင်ပြေသွားမှာပါကိုသားသမီးကိုမမကာကွယ်ပေးရင်သူများပိုနှိမ်တော့မှာပေါ့အခုအနုသားနှစ်ယောက်စလုံးဘယ်သူမှမနှိမ်ရဘူးတချို့ကခေါ်သေးတယ်အချောက်ကြီးခေါ်လေသူတို့ခေါ်လေအနုကပတ်စံရလိမ့်မယ်အဲ့လိုမျိုးပဲ What advice would I give? I would tell them that it's not really easy to accept yourself, but it is easy too. I mean, none of the part that I'm saying is easy, but it's eventually like part of understanding yourself, that identity, like it isn't a race, like to reach a final answer. It's more of like a journey and stuff like that to really understand your own heart. To the people struggling with their identity, I would say like you don't have to come out or like you don't have to make an open statement about it at all, as long as you feel accepted to yourself, like you internalize, and not internalize homophobia, but like you really accept yourself in your heart and like you really like accept yourself who you are, be gentle with yourself, like taking your time and like knowing what makes you feel safe, the people who makes you feel safe, having that support with your friends or family or anyone is okay. Having that support and like understanding yourself and like understanding that this is a part of your identity and it is like not something that you can just like carve out or throw away. အခက်ခဲတွေ့နေလေတော့ဒါကတော့ activity တရားအနေနဲ့ကတော့ခမ်းမောက်လုပ်ဖို့ကတော့အရင်လိုအပ်တယ်အကယ်၍ဒါကိုဒါခမ်းအောက်မလုပ်ဘဲနဲ့ဒီကိုယ့်ရဲ့လိမ်စိတ်တိမ်ညွတ်မှုကိုဖုံးကွယ်ထားခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်တင်သားမကဘဲနဲ့ကိုယူလိုက်တဲ့ main ကလေးဒါမှမဟုတ်လို့ရှင်ကိုနဲ့ရတဲ့သားသမီးတွေအထိအကျိုးတက်ရောက်မှုကစိုးဝါနိုင်တယ်ဘယ်လိုပေါ့သူများတွေအထင်သေးအောင်သူတို့မနေစေချင်ဘူးနောက်ပတ်စံရှာအဲ့ပတ်စံသာရှာနိုင်ပြီဆိုရင်ဘယ်သူမှလည်းအထင်သေးမှာမဟုတ်တော့ဘူးနောက်တော့ကိုမိဘကိုတိတက်အဲ့သူတို့ပြောနေကြတယ်ဝေထွေးဆိုလဲရဲဝင်တာပေးဆက်ပလိုက်ဟုတ်တယ်နော်အဲ့လိုမျိုးလေးပါအန်တီကပြောချင်တာ Hang in there. Find your tribe. Find the people that love you and will support you because of who you are, not because of who you're attracted to. There will always be plenty of people that are, I guess it's Taylor Swift says, haters.
And unfortunately, you can't do anything about that except not give them power. Find the people that reassure you as to your own worth and value, believe in yourself, and try and ignore as much as possible those who, by virtue of their own insecurities or fears or dogma, find it necessary to be intolerant of people who may or may not be like them. အရင်တော့ကိုတခုပြန်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့ reality ကိုမဖုံးကွယ်ပဲနဲ့ပုံမှန်အတိုင်းနေခဲ့လို့အရင်ကျေးဇူးတင်တယ်လို့မဟုတ်လို့ရှင်ကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုယ့်ရဲ့စစ်မှန်တဲ့true form တွေကမပေါ်လာတော့ဘူးလို့ထင်တဲ့အတွက်ကိုယ်ပုံစံမှန်လေးတိုင်းပဲနေခဲ့ပြီးတော့ခက်ခဲတဲ့ပတ်ဝန်းကျင်နဲ့ခက်ခဲတဲ့အတိုင်းဝိုင်းနဲ့ဒီကိုယ့်ရဲ့ form စစ်နဲ့ရှင်တွဲပြီးနေနိုင်ခဲ့တဲ့အတွက်ကိုကျေးဇူးအများကြီးတင်တယ်လို့ ခုဘဝနေပြီးတော့ငယ်ဘဝကိုရောက်သွားရင်ဘာတွေပြောချင်လဲဆိုတော့ကြတော့လုံးလုံးခုလိုဘဝမျိုးပေါ့နော်ခုလိုတကယ်တော့ငါတို့ဒီ LGBT ဘဝကိုကောင်းကောင်းမွန်မွန်ရက်တည်လို့ရတယ်ငယ်ဘဝတုန်းကတင်ငယ်ခဲ့တာတွေစိတ်ညစ်ခဲ့တာတွေအားလုံးကိုလုံးလုံးအနေနဲ့နှမျောမိတယ်ပေါ့နော်နှမျောမိတယ်ငါယောက်ျားမိန်းမတွေနဲ့ဒန်းတူအလုပ်လုပ်နိုင်မှာလားနော်ယောက်ျားမိန်းမတွေကိုလည်းကူညီနိုင်တယ်လုံးလုံးအခုဆိုရင်လူတကာကိုလူတွေရဲ့ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်းကူညီနိုင်တဲ့အပြင်ပြီးရင်အလားပါရေးရမှာလည်းလုံးလုံးကူညီနိုင်တယ်ဆိုတော့ကြတော့ငါအဲ့ချိန်မှာငယ်ဘဝကိုရောက်ခဲ့ရင်ငါဒီထက်ပို့ပြီးတော့စူးစမ်းစေချင်တယ်ပေါ့နော်ငါအခုစူးစမ်းနေတာနည်းနည်းလေးအသက်ကြီးသွားတယ်ငယ်ဘဝကလေးရတာကိုအဲ့လိုမျိုးခုလိုမျိုးစိတ်တွေရှိခဲ့မယ်ဆိုရင်ခုလိုခွန်အားတွေရှိခဲ့မယ်ဆိုရင်လုံးလုံးဒီထက်ပို့ပြီးတော့တော်တဲ့နေရာမှာရောက်နေမှာ What does love mean to you? I think love means sticking around for someone, even if it low-key hurts. Like, I'm talking about this in terms of you can't choose who you love. And if they don't love you back, you know, because they're not the same sexual orientation or whatever reason, love can be painful. But love can be beautiful as well. And love is all over the place, but you'll know when you feel it. အချင်းဆိုတော့တချို့ကအမျိုးအချင်းလို့ပြောလိုက်တယ်ဒီလိုမျိုးgay marriage လို့ပြောရဆိုရင်တို့ကအရင်ဆုံးတွေးလိုက်တာအဲ့ရပါကိစ္စတွေရယ်ဘယ်လိုလုပ်ကြမှာလဲတချို့ဆိုအမျိုးမှာ lesbian နေဆိုလို့ရှိရင်ဟဲ့တို့ကဘယ်လိုမျိုးဒီအဲ့ရပါကိစ္စဘယ်လိုလုပ်တာလဲဆိုတော့မဆိုင်ဘူးကွာကိုချစ်တယ်ဆိုရင်ဒီလိုကဘာပဲဖြစ်ဖြစ်ဆိုတော့ gay ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ညာပဲဖြစ်ဖြစ်ပေါ့နော်မဆိုင်ချစ်တယ်ဆိုပြီးဆိုတဲ့ဟိုကဒီလူရဲ့ဖြစ်တည်မှုဖြစ်တာဒီလူကိုကချစ်ပြီးဆိုလို့ရှိရင်လေဘာမှမမြင်တော့လေlove it blind ဆိုတဲ့ပုံစံမျိုးပေါ့နော် love it blind ဖြစ်တဲ့အတွက်ကြောင့်ချစ်တယ်ဆိုတာအချစ်ပဲမေတ္တာပေါ့နော်မေတ္တာပေးတာဆိုတော့ဆက်ဆိုတာတဏှာမတူဘူးပေါ့နော်တရားနည်းနဲ့ကြည့်မယ်ဆိုလဲဒီမေတ္တာနဲ့တဏှာနဲ့မှာမတူဘူးတဏှာကိုပဲကိုလေကလိုချင်လို့ချစ်တာမဟုတ်တဲ့အတွက်ကြောင့်မေတ္တာပေးနိုင်တယ်ဆိုလို့ရှိရင်တော့အချစ်ပါ What does love mean to me? Love doesn't really need to be romantic at all from my perspective. It's all about acceptance, respect, and understanding of like yourself. It really can like come from anywhere. Love doesn't have to like come from someone you don't know or like some love of your life. It can come from like family, friends, and stuff like that. Me personally, I've never had a relationship at all, but I can still feel that my friends and family, like they, I guess I can sense like their love. It's just, love is like a space, like where someone can really like exist honestly and they can be themselves without being like misunderstood or being reduced to anything. Yeah, and I think like having that comfortable space and like also about being free, right? Being free to be yourself or like free to allow others to be themselves too. That is what love really means to me. တခြားပြောပြချင်တာထူးတော့မရှိပါဘူးအရင်ဆုံးတော့ကိုယုံကြည်လက်ခံပါပြီးရင်ကိုမိသားစုကိုရအောင်ထုတ်ပြောပါကိုမိသားစုအဆင်ပြေလို့ရှိရင်ကဘာကြီးတစ်ဝက်နဲ့အဆင်ပြေရတဲ့တူပါပဲအဲ့တော့ကိုမိသားစုကိုခမ်းမောက်ရအောင်လုပ်ပါအဲ့ဒါကိုမှာချင်ပါတယ်မြည်ရတော့ I applaud your effort with this video. Things don't change by being left alone.
things don't change by being ignored. You have a population, you have a percentage of the population that is a very large percentage, that largely has to be hidden, in some regards, if not most regards. And that's unfortunate. That needs to change. And the only way it does is by being courageous and doing things like this. So thank you.